အားလုံးပဲမင်္ဂလာပါရှင်ဒါကကပီဘာရာလေးပါအခုကလေးလေးရမ်းကြိုက်တယ်ကပီဘာရာအယုတ်လေးပါဒီရုပ်လေးဆိုရင်ပုံစံမျိုးစုံနဲ့ထိုးကြတာပေါ့နော်ဖြူလေးကဒီဘတ်တန်လေးကိုချစ်လို့ပါဒီဘတ်တန်လေးကိုချစ်လို့ဒါလေးကို install ထိုးထားပါတယ်သူကဒီလိုလေးပါဖင်လုံးလေးနဲ့ချစ်စရာလေးဖင်လေးကအဲ့လိုမျိုးလေးပုံစံလေးလောက်ထားတဲ့ဟာလေးပေါ့နော်အခုသူ့ဘတ်တန်လေးကချစ်ဖို့ကောင်းလို့အဲ့ဒါလေးပြီးတော့ဘိုက်ပူလေးဘိုက်လေးကပူပြီးတော့ဖင်လေးကောက်နေပုံလေးမလို့ချစ်လို့ဒါလေးကိုထိုးထားတာပါပြီးတော့အဲ့ဒါလေးဟိုတခြားအယောင်နဲ့လိုချင်လဲမှာယူလို့ရပါတယ်ပေါ့နော်ဒါလေးလည်းကီချင်းဆိုင်လေးတွေပါပဲကီချင်းဆိုင်လေးတွေပြီးတော့ဒီနားလေးမှာချီအယောင်လေးချိန်ပေးထားရပေါ့နော်ဒါကကာလာစိုးထားမဟုတ်ပဲချီအယောင်လေးချိန်ထားပါတယ်ပြီးတော့ဒီလိုမျိုးလေးတော်တော်ချစ်ဖို့ကောင်းတယ်ဒါလေးကဒီလိုအယုတ်လေးတွေလည်းမှာယူနိုင်ပါတယ်ကပီဘာရာလေးတွေတခြားဒီဇိုင်းလေးတွေလည်းရှိသေးတယ်အခုလောလောဆယ်တော့ဒီဒီဇိုင်းလေးကိုသဘောကျလို့ဒီဟာလေးကိုချစ်လို့ထိုးထားပါတော့နောက်လည်းဒီလိုရုပ်လေးထပ်ထိုးဖို့ရှိသေးတယ်။ဟုတ်နေလေအဲ့ဒါဒီပုံစံလေးတွေပဲလာမယ်ထင်လာပြစ်မယ်ပေါ့နော်ဒီတလောတော့ဒါလေးတွေကိုတက်ကြနေလို့ဒါလေးတွေကိုချစ်လို့ဒီပုံစံလေးတွေပဲထိုးဖို့ရှိနေသေးတယ်ပေါ့နော်ထိုးဖို့ပတ်တန်နေစုထားတယ်ဒီဟာလေးတွေထိုးဖို့မှာယူအားပေးနိုင်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်